မရှိတဲ့လူဟာကိုပြီးတော့စိုးတဲ့ဘက်ကိုကြောင်းနိုင်တယ်တချို့ကကံကိုကောင်းပါတယ်ကွာကံကောင်းမှုကအလုပ်ကောင်းပါဟုတ်ကဲ့ပါဝိရှာကောင်းပါပတ်စံချမ်းသာရင်အန္တရာယ်များပါတယ်ကွာမဟုတ်ဘူးချမ်းသာရင်မိတ်ဆွေပိုများတယ်ဟုတ်ကဲ့ဝင်ဝေလဲပိုများပါတယ်ဘာလို့ပြောလဲအချစ်ကိုဝင်နဲ့ဝယ်မရပါဘူးကွာဟုတ်တယ်အချစ်ကိုဝင်နဲ့တော့ဝယ်လို့မရဘူးဒါပေမဲ့ငွေရှိရင်တော့ဆွေးနွေးပြီးနေရတာလေငွေရှာဖို့အချိန်ကုန်နေတယ်ကွာမင်းကပြောစရာအချိန်ရောရှိရလားလို့ပြောကြတယ်ဟုတ်ကဲ့ပါဆရာဆရာဘာပြောချင်လဲငွေမရှိရင်ပြောစရာအချိန်ရှိတယ်ပြောလို့မရဟုတ်ကဲ့ပါငွေချင်းတဲ့ပတ်သက်အဲ့ဒီကိုကောင်းတဲ့အမြင်တွေဆရာတို့ရှိဖို့လိုပါတယ်